မင်္ဂလာပါရှင်ဆရာမပွင့်တဲ့ခိုင်ပါဒီရက်ပိုင်းမှာဆရာမမေရဲ့ထံတို့ပေါ့နော်ဆရာမပွင့်တဲ့ခိုင်နာမည်ပေးခဲ့တဲ့တပည့်သားသမီးတွေကနေပြီးတော့ပေါ့နော်ဆရာမရှိကိုဆရာမပွင့်တဲ့ခိုင်စီမှာငါတို့လုပ်ငန်းနာမည်ပေးတာပေါ့နော်လုပ်ငန်းတွေအဆင်ပြေတယ်တိုးတက်တယ်ဒီအခြေအနေရောက်လာတာဆရာမပွင့်တဲ့ခိုင်ရဲ့ကျေးဇူးဆရာမပွင့်တဲ့ခိုင်ရှိကိုဆက်သွယ်ပြီးတော့ပေါ့နော်လုပ်ငန်းအမည်ပေးခြင်းလဲဆိုလို့ရှိရင်သွားလိုက်ပါဆိုပြီးတော့မှညွှန်ပေးတဲ့တပည့်သားသမီးတွေရောနိုင်ငံရဲ့ချမ်းမှာအလုပ်လုပ်တယ်ပေါ့နော်အလုပ်လုပ်တဲ့အခါမှာအခက်အခဲတွေဖြစ်တယ်ပြဿနာတွေမျိုးစုံတက်တယ်ပေါ့နော်ကိုယ့်ရဲ့အမှတ်ပုံတင်တို့ငွေထုတ်တဲ့နေရာတို့မှာတော့နာမည်ကပြောင်းလို့မရတော့ပေမဲ့ကိုယ့်ရဲ့လုပ်ငန်းပတ်ဝန်းကျင်ပေါ့နော်အဲ့ဒီမှာကိုသုံးတဲ့ Facebook account တွေ TikTok တွေမှာပေါ့နော်ကိုနဲ့အကျိုးပေးမဲ့ကံကောင်းစေမဲ့နာမည်လေးတွေပြောင်းပေးလိုက်တယ်များစွာအောင်မြင်မှုရတယ်တိုးတက်ပြောင်းလဲသွားတယ်ပေါ့နော်ကိုပိုင်လုပ်ငန်းတွေလုပ်ကင်နိုင်သွားတဲ့တပည့်သားသမီးတွေလည်းများစွာရှိတယ်အဲ့တပည့်သားသမီးတွေကနေပြီးတော့လဲဆင်မရှိကိုလွှတ်ပေးတဲ့အသွဲကြောင့်မှုပေါ့နော်ဆင်မကိုအလင်းပြလမ်းညွှန်ပေးတဲ့ချစ်ခင်တန်မိုးထားပေးတဲ့အတွက်လည်းများစွာဝမ်းသာပါတယ်ရှင်ဒဝဲကမိသားစုရဲ့ကော့တောင်းမိသားစုရဲ့တောင်ကြီးကချစ်သမီးတော်မိသားစုရဲ့ကပေါ့နော်ဒီရပိုင်းမှာဆရာမမေးတဲ့သမီးတို့ကဆရာမရဲ့တပည့်သားသမီးအရင်နေဖြစ်ပါတယ်တဲ့နော်တချို့ဆိုလို့ရှိရင်လည်းဆရာမနာမည်ပေးထားတာအသက်16နှစ်19နှစ်တွေတောင်မှဖြစ်ကုန်ပြီပေါ့နော်တချို့ဆိုလို့ရှိရင်လည်းပဲကလေးတွေကတစ်ချောင်းလုံးမှာပေါ့နော်ပထမစုတွေရတယ်ဉာဏ်ရည်ထက်မြက်တယ်သူများနဲ့မတူပဲထူးထူးခြားခြားလေးဖြစ်တယ်ပေါ့နော်နောက်တစ်ခုကဆရာမပေးလိုက်တဲ့နာမည်လေးတွေကသူများနဲ့မတူပဲနဲ့ပေါ့နော်လှပတယ်ထူးခြားတယ်အဓိပ္ပာယ်လေးရှိရပေါ့နော်ကံကောင်းခြင်းတွေကိုဖြစ်ပေါ်စေတယ်တဲ့ကျမ်းမာရေးညံ့ခိုက်လို့ပေါ့နော်သားလေးကိုတဲ့ဆရာမမေရှိမှာတဲ့လွန်ခဲ့တဲ့17နှစ်လောက်ကနာမည်ပြောင်းပေးခဲ့တာတဲ့ဆရာမမေနာမည်ပြောင်းပေးတဲ့အချိန်ကနေစပြီးတော့သားလေးကကျမ်းမာရေးတိတိတတာနဲ့ကောင်းသွားပြီးတော့တဲ့အခုဆိုလို့ရှိရင်စာလည်းအရန်တော်တယ်ပေါ့နော်အရန်လည်းလိမ်ပါတယ်တဲ့ပြောရဆိုရတာလည်းအရန်အဆင်ပြေတယ်ဆိုတဲ့အတွက်ကြောင့်မို့လဲဝမ်းသာရပါတယ်အခုကော်တောင်းကချစ်သမီးတော်လေးကလည်းဆရာမမေနဲ့သမီးအကြီးလေးကိုတဲ့နာမည်ပေးထားတာတဲ့အခုသားအငယ်လေးကိုလည်းဆရာမနဲ့ပဲပေးချင်ပါတယ်ဆိုပြီးတော့ပေါ့နော်တကူးတကဆရာမရဲ့ဖုန်းနံပါတ်ကိုလိုက်ရှာပြီးတော့ပေါ့နော်ပြန်လည်ဆက်သွယ်လာပြီးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်နိုင်ငံရခြားမှာအလောက်ကင်လုပ်ပြီးတော့အဆင်မပြေတဲ့တပည့်သားသမီးတွေလည်းဆရာမကြောင့်အလုပ်အဆင်ပြေတယ်ဆိုတာလေးကြားရလို့ဝမ်းသာပါတယ်ရှင်ကျေးဇူးတင်ပါတယ်